ကိုကားဆိုသွားမကြည့်နဲ့ over အရှင်နောက်တက်တဲ့ junior နဲ့ရှင်တော့မှတရုတ်ဆောင်လုံးဝကိုခံစားလို့မရတာအဲ့လိုလူတွေဆိုလာဒီနေ့အစ်ဆက်ယုံတင်နဲ့မမိုးရဲ့ကိုတိုင်ရုံရဲ့မမေမီရဲ့ရှယ်ကျန်းထားတဲ့မရက်ပြိုင်ဆွဲကားကိုသွားကြည့်တကယ်ကျစင်မကြည့်ခင်တော့အဲ့လောက်မမျှော်လင့်တာဘာဖြစ်လို့လဲဆိုတော့သူရှိမှကြည့်လာရင်မြန်မာကားတွေကလည်းလုံးဝမြန်မာကားဆိုတဲ့အတိုင်းပဲမြန်မာကားပါပဲကောက်တော့အရင်2019လောက်ကကားတွေဆိုလို့ရှိရင်လုံးဝမမိဘူးကွာနောက်ထွက်တဲ့ကားတွေ driver လည်းဝိုင်းနေဟေးအဲ့တော့ဘာမှကိုပြောစရာမလိုတော့တာစကားကြည့်ရဲ့2နာရီလုံးဝမပြင်းရပါဘူးအချိန်ကုန်သွားမှန်းကိုမသိလိုက်တာပေးရတဲ့ယုံကလုံးဝပတ်ဆက်တန်တယ်လို့ပြောလို့ရတယ်ကဲဒါဆိုလို့ရှိရင်ကောက်စကားအကြောင်းလေးနည်းနည်းလေး intro ပြောပြမယ်သူ့ရဲ့ဇလန်းပုံစံကောက်တော့ဟိုးရင်ထွက်ထားခဲ့တဲ့မတ်ဖွေးရဲ့ကိုလင်းအောင်တို့ရဲ့ရိုက်ထားတဲ့အားလုံးသိကြတဲ့အတိုင်းကာဗွန်နောင်အောက်ဆိုက်ပေါ့နော် CO2 ဆိုတဲ့ကားအိုက်ကားလေးနဲ့တော်တော်လေးဆင်တယ်အိုက်ကားထဲမှာဆိုလို့ရှိရင်မင်းသား2လက်မင်းသမီး1လက်ဒီအခုမရပြိုင်ဆွဲကားထဲမှာကျတော့မင်းသား1လက်မင်းသမီး2လက်အဲ့ဒါပဲကွာတယ်ဇက်ကြောရိုးလေးတွေကနည်းနည်းလေးဆင်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့နှစ်ကားလုံးကတော့မိုက်ပါတယ်ကောက်ကတော့ဒီလိုမျိုးတကယ်မိုက်တဲ့ကားမျိုးတွေကအခုနောက်ပိုင်းမှာမကြည့်ရတာတော်တော်ကြာနေပြီကွာဒီ2026မှာလေမမေမီကားတွေတော်တော်လေးဓာတ်ကြနေရဟိုးနင်းစာမှာထွက်လာတဲ့ပဲ့တင်တန်နဲ့မြန်မာနိုင်ငံတနိုင်ငံလုံးကိုသူလှုပ်ခတ်သွားလိုက်တာလုံးဝယုံနေအုံကြက်တိုးတာအခုမရက်ပြိုင်နဲ့လုံးဝမမိုးနဲ့ရိုက်ထားတာလေမမိုးလေတော်တော်မိုက်တယ်တဲ့လားမမိုးတင်းဆောင်တာလေလုံးဝနောက်ဆုံးကိုင်းမှာဆိုလို့ရှိရင်ကျွတ်ဆိုရင်ကြည်နေနေလေမြန်မာကားမဟုတ်ပဲနဲ့လေလုံးဝနိုင်ငံသားကတခါကြည်နေရတဲ့ဟော်ရာ vibe မျိုးပေးနိုင်တယ်တချို့နေရာလေးမှာအနေငယ်လိုအပ်ချက်လေးတွေရှိကောင်းရှိနိုင်ပေမဲ့တကားလုံးခြုံကြည့်ရင်တကယ်မိုက်တဲ့ကားပါတကယ်သွားကြည့်တဲ့ကားပါသူ့ရှိကမြန်မာကားတွေသွားကြည့်ပြီးဒီကားကြည့်လိုက်တော့လေဘာမှမဆိုင်ဘူးရက်တာကြီးရောပေးတဲ့တကယ်ဘယ်လိုပြောရမလဲကွာဘယ်လိုပြောရမလဲအရန်မိုက်တယ်တကယ်သွားကြည့်လိုက်တော့ဒီပုံစံတိုင်းဆိုတော့ကျင်းနေတယ်မနေ့ပြန်အစားပြီးတော့ယုံတိုးရပါလိမ့်မယ်အဲ့တော့ကိုကကြည့်ကျင်တယ်ဆိုလို့ရှိရင်ကိုကြည့်မဲ့ယုံချိန်တက်လက်မှတ်ကိုစောစောလေးသွားဖြတ်ဖို့ကောက်ကတော့အကြံပေးခြင်းတယ်တကယ်ပြောတာကောက်ဒီကားမှာတော့မမိုးတကယ်ကြွေသွားပြီတကယ်မိုက်တယ်တကယ်လေမမိုးအဲ့ကားမှာအများကြီးစူးစမ်းထားတယ်ဆိုတာကိုမြင်ရတယ်ကွာတိလားမမိုးရဲ့ဒီအရှိမထွက်လာရုံကားတွေထဲမှာကောက်ဒီကားလေးကိုအကြိုက်ဆုံးပဲအဲ့တော့မမိုးပရိသတ်တွေဆိုလို့ရှိရင်ဒီကားကိုလုံးဝအလွတ်မခံပါနဲ့တကယ်မိုက်ပါတယ်သွားကြည့်ကိုကြည့်သင့်တယ်အဲ့တော့အများကြီးမပြောတော့ဘူးသွားကြည့်ရောအများကြီးမပြောတော့ဘူးဒါပြောပါတယ်အရှိမအများကြီးလည်းပြောခဲ့ပြီးပြီပေါ့နော်သွားကြည့်လိုက်ပါအရန်မိုက်ပါတယ်